မြင်းပေါက်စာလေးတစ်ကောင်ဟာအန်ဒီယကိုတော့မမှုတော့ပဲလမ်းမပေါ်မှာယူသွမတက်နဲ့ဖြတ်တန်းသွားလာနေတဲ့ကားတွေကိုလိုက်လံတားဆီးနေရှာပါတယ်။သူဟာကားတစ်စီးရဲ့ရှေ့တက်တဲ့မှာသူ့ရဲ့ခန္ဓာကိုယ်အသေးလေးနဲ့ပိတ်ရက်လိုက်ပြီးကယ်တင်ရှင်ကိုတွေးလိုက်ရတယ်လို့မျှော်လင့်ချက်အပြည့်နဲ့ကြည့်နေခဲ့တာပါ။ဒါပေမဲ့အချိန်မရတဲ့ကားမောင်းသမားလူငယ်လေးကတော့ကားကိုမရက်ပဲရှေ့ကိုပဲဆက်မောင်းသွားခဲ့ပါတယ်။ဒါကိုမြင်းလေးကအရှုံးမပေးပဲကားဘေးကနေဇွတ်ပေပြီးလိုက်ပါလာခဲ့တာကြောင့်နောက်ဆုံးမှာတော့လူငယ်လေးလည်းစိတ်မကောင်းဖြစ်ပြီးကားပေါ်ကဆင်းကကြည့်ရှုစစ်ဆေးရပါတော့တယ်။အဲ့ဒီခါကျမှမြင်းလေးရဲ့မျက်ဝန်းတွေထဲမှာမျက်ရည်တွေပြည့်ရှံနေတာကိုတွေ့လိုက်ရတာပါ။လူငယ်လေးလည်းတခုခုကိုရိမ့်မိသွားပြီးမြင်းလေးကိုရှေ့ကနေလမ်းပြခိုင်းကနောက်ကနေလိုက်သွားခဲ့ပါတယ်။မကြခင်မှာပဲသူတို့ဟာမြက်ခင်းပြင်တစ်ခုစီရောက်သွားခဲ့ပြီးအဲ့ဒီမှာတော့ဘွက်ကျင်းနဲ့ညက်ပြီးပိတ်မိနေတဲ့မြင်းမကြီးတစ်ကောင်ကိုတွေ့လိုက်ရတာပေါ့။လူငယ်လေးကဇက်ကြိုးတက်ပြီးဆွဲတင်ဖို့ကြိုးစားပေမဲ့ဘလို့မှဆွဲမတင်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်ကျမှမြင်းပေါက်စလေးလမ်းပိတ်ပြီးအကူအညီတောင်းခဲ့တာဟာသူ့ရဲ့မိခင်ဖြစ်သူကိုကယ်ဖို့အတွက်ဆိုတာလူငယ်လေးသဘောပေါက်သွားခဲ့ပါတယ်။မြင်းလေးရဲ့အသိဉာဏ်ရှိမှုကိုစိတ်လှုပ်ရှားမိတာကြောင့်လူငယ်လေးဟာသူ့ရဲ့တငယ်ချင်းတွေကိုပါဖုံးဆက်ခေါ်ပြီးမြေတူးဆက်ဘန်းဟိုးတစည်းကိုပါငွေအကုန်ကြခံကအမြန်ဆုံးခေါ်ယူခဲ့ပါတယ်။မြေတူးဆက်ဆရာရဲ့ကျွမ်းကျင်မှုနဲ့အတူမြမကြီးတန်ရာမရစေပဲလွတ်မြောက်နိုင်မဲ့ဘေးကင်းရေးလမ်းကြောင်းတစ်ခုကိုပွက်ကျင်းပေးမှာဂယုတစိုက်တူးဆွပေးခဲ့ပါတယ်။မကြခင်မှာပဲလမ်းကြောင်းပွင့်သွားပြီးလူအားဆက်အားနဲ့ဝိုင်းဝန်းဆွဲတင်ပေးခဲ့ကြတာကြောင့်မြမကြီးဟာပွက်ကျင်းထဲကနေရုံထွက်ပြီးကုန်းပေါ်ကိုအောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပါတော့တယ်။ဘေးကင်းသွားတဲ့မြမကြီးဟာသူ့ကိုကယ်တင်ပေးခဲ့တဲ့လူသားတွေကိုကျေးဇူးတင်ကြောင်းပြသတဲ့အနေနဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုခါရမ်းပြီးအမူအရာပြခဲ့ပါတယ်။လူငယ်လေးကတော့ဒီအဖြစ်အပျက်ဟာဒီမြနဲ့ပဲပြီးဆုံးသွားပြီလို့ထင်ခဲ့ပေမဲ့ရက်အနေငယ်ကြာမှာတော့မမျှော်လင့်ပဲတောရိုင်းမြုပ်ကြီးတအုပ်ကသူ့ရဲ့လမ်းကိုထပ်မံပိတ်ဆို့လာပြန်ပါတယ်။အဲ့ဒီအထက်ကမြင်းတစည်းကတော့လူငယ်လေးရဲ့ရှေ့မှာအားရပါးရ2000ရက်ပြီးလေထဲကိုမြောက်တက်ခုန်ပြခဲ့တာပါ။ရွာကလူကြီးသူမတွေရဲ့အဆိုအရမြင်းတွေကရှေ့ချိနှစ်ဖက်မြောက်ပြီးခုန်ပြတယ်ဆိုတာအလွန်ကြီးမားတဲ့ကံကောင်းခြင်းနဲ့ကျေးဇူးတုံ့ပြန်ခြင်းကိုဖော်ပြတာလို့ဆိုပါတယ်။မြင်းလေးတွေဟာသူတို့ရဲ့မိခင်ကိုကယ်တင်ပေးခဲ့တဲ့ကျေးဇူးကိုမမေ့ပဲဒီလိုနီးလန်းနဲ့လာရောက်ကျေးဇူးဆက်ခဲ့ကြတာပဲဖြစ်ပါတယ်။တကယ်ကိုတရိတ်ဆန်တွေမှာလည်းတန်ရောစင်နဲ့အတိတရားရှိကြောင်းပြသသွားတဲ့စိတ်လှုပ်ရှားစရာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကဲတရိတ်ဆန်လေးတွေရဲ့မေတ္တာတရားကိုဖော်ပြသွားတဲ့ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင် like နဲ့ share လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာ။